NGO အလုပ်တွေဆိုရင်ထိုင်းနိုင်ငံမှာဆိုရင် white collar job လို့ပြောလို့ရတယ်ဒီဗီဒီယိုလေးကအရင်ဗီဒီယိုလေးရဲ့အဆက်ဖြစ်ပါတယ်ပေါ့နော်အရင်ဗီဒီယိုမကြည့်ရသေးဘူးပါညာဆိုရင်အဲ့ဒါလေးအရင်ဆုံးသွားကြည့်ကြပါနော် Okay ဆိုတော့ဒီဗီဒီယိုထဲမှာတော့ဒါထိုင်းနိုင်ငံမှာ NGO လာလုပ်ကြတဲ့မြန်မာအပအဝင်တခြားနိုင်ငံသားတွေကိုတရားဝင်အလုပ်လုပ်ကိုင်နိုင်ဖို့အတွက်ဘလို့ဗီဇာအမျိုးအစားပေးကြတယ် NGO အလုပ်တွေဆိုရင်ထိုင်းနိုင်ငံမှာဆိုရင် white collar job လို့ပြောလို့ရတယ်ဆိုတော့ကျတော့ဒါ professional job ဖြစ်တယ်ပညာရှင်အလုပ်ဖြစ်တယ်နော် NGO အလုပ်ကလည်းဒီပညာရှင်စည်ရင်းထဲမှာဝင်တာဖြစ်တယ်နော်အမြင့်ဆိုတော့ကျတော့ဒါအမြင့်ဆုံးဗီဇာရနိုင်တယ်နော်ဆိုတော့ဟုတ်ပြီဒါဆိုရင်ဘလို့မျိုးဗီဇာတွေဒါပေးကြတယ်နော်ဆိုတော့နံပါတ်1ပေးတဲ့ဗီဇာကကြတော့ volunteer visa နဲ့ work permit ဖြစ်တယ်ဆိုတော့ကျတော့ဘယ်လိုမျိုးအဖွဲ့အစည်းတွေကပေးလဲအထူးသဖြင့်အရင်တစ်ပတ်ကအမှပြောသွားတဲ့ဗီဒီယိုထဲမှာဆိုပြပြတော့ရတယ်ဘယ်လိုမျိုးအမျိုးအစားလဲဆိုတော့ local NGO ဖြစ်ရမယ်အဖွဲ့အစည်းက foundation အနေနဲ့အစိုးရမှာ register လုပ်ထားတယ်ဆိုရင်ဒါဒီလိုအဖွဲ့အစည်းတွေက work permit နဲ့အတူ volunteer visa ကိုဒါထုတ်ပေးလို့ရပါတယ်ပေါ့နော်ဒါကြောင့်မလို့ညာတော့အဖြစ်ကိုကအဖွဲ့အစည်းက foundation ဖြစ်တယ်ဒါမှမဟုတ် local NGO လိုမျိုးဆိုရင်တော့ဒါ volunteer visa နဲ့ work permit ဒါထုတ်ပေးရပါမယ်ပေါ့နော်ဆိုတော့အဲ့ဒါမှဒါရင်ဒါတရားဝင် volunteer လုပ်လို့ရတာဖြစ်ပါတယ်နော်ဆိုတော့ဘာဖြစ်လို့ volunteer လို့ပြောလဲပေါ့နော်ဆိုတော့ဒီမှာ foundation လို့ပြောရဲဆိုရင်အစိုးရအနေနဲ့ကကျတော့ဒါ non profit organization အနေနဲ့ဒါဒီအဖွဲ့အစည်းတွေကိုမြင်တာဖြစ်တယ်ပေါ့နော်မြင်တာဖြစ်တဲ့အကြောင်းမို့ non profit organization တွေမှာဒါအလုပ်လုပ်တယ်ဆိုရင်ဒါ volunteer လုပ်တယ်ပေါ့နော်ဒါကြောင့်လို့အမတို့ကလာစာတို့ဘာလို့ပေးရဆိုရင်တော့ဒါလာစာလို့ပြောလို့မရှိဘူးသူ့ကို volunteer allowance လို့ပဲပြောလို့ရှိတယ်ပေါ့နော်ဆိုတော့ဒါကြောင့်မလို့ဒီလို foundation တွေမှာအလုပ်လုပ်မယ်ဆိုရင်နေထိုင်ခွင့်အတွက် volunteer visa ပြီးရင် volunteer လုပ်ပိုင်ခွင့်အတွက်ဒါ work permit ရကြတာဖြစ်ပါတယ်เนาะဒါကအမျိုးအစားနှမျိုးတဲ့ကတစ်မျိုးဖြစ်တယ်နောက် visa တစ်မျိုးကကျတော့ non fee เนาะ non fee လို့အတူကပြောလို့ရတယ်ဒါမှမဟုတ်လဲ business visa ဒါမှမဟုတ် employment visa ပေါ့เนาะဆိုတော့ဒီ visa ကကျတော့ထိုင်းမှာဆိုအမြင့်ဆုံးဖြစ်တယ်เนาะဆိုတော့ကျတော့ဗာလဲဆိုရင်ဥပမာသူတို့ရဲ့နိုင်ငံဒါနီးပါเนาะမ civil right เนาะမဲပြီးပိုင်ခွင့်ကလွဲလို့เนาะတခြားဒီအခွင့်အရေးတော်တော်များများပေးလို့ရှိတယ်เนาะအထူးသဖြင့်ဥပမာcredit card တွေရှောက်လို့ရတာမျိုးကွန်ဒိုတို့ဘာလို့ဝယ်မယ်ဆိုရင်အရေးကြစနစ်နဲ့ရတာမျိုးနော်ဆိုတော့ဒီလိုမျိုးအခွင့်အရေးတွေပါရတဲ့ visa မျိုးစားဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကကြတော့ဒါခဏမှပြောတဲ့လိုမျိုး business visa နဲ့ဒါ work permit ပေါ့နော်ဆိုတော့အဲ့ဒါတွေကိုအထူးသဖြင့်ဘယ်လိုမျိုးအဖွဲ့အစည်းမှာပေးလို့ရှိလဲဆိုရင်အထူးသဖြင့် international NGO တွေမှာကိုကအလုပ်လုပ်မယ်ဆိုရင် international NGO တွေကဒါ INGO အနေနဲ့ register လုပ်ထားတယ်ဆိုရင်ဒီလိုမျိုး visa ကို issue လုပ်ပေးလို့ရတယ်ပေါ့နော်ဆိုတော့ဟုတ်ပြီဒါဆိုရင်ဒီ visa ကအမြင့်ဆုံးဖြစ်တာနဲ့အမျှကိုကဒီ visa ရတယ်ဆိုရင်ဘာလုပ်လို့ရလဲဆိုရင်အဲ့ဒါမိသားစုကခေါ်ပြီးမှပေါ့နော် dependent ကိုယ့်ရဲ့အမျိုးသမီးဒါမှမဟုတ်ကိုယ့်ရဲ့အမျိုးသားကိုဒါ dependent visa ပါဒါရှောက်ပေးလို့ရပါတယ်เนาะအချုပ်အားဖြင့်ပြောမယ်ဆိုရင်ကိုကထိုင်းနိုင်ငံမှာအခြေစိုက်ထားတဲ့ဘယ်လို NGO မျိုးမှမဆိုတရားဝင်အလုပ်လုပ်ဖို့အတွက်ဆိုရင် visa နှမျိုးတည်းကတစ်မျိုးမျိုးကိုမှရှိဖို့လိုမယ်ပြီးတစ်ချိန်တည်းမှာပဲ work permit ကလည်းဒါရှိဖို့လိုပါမယ်เนาะဒါမှဒါလည်းတရားဝင်ဖြစ်တာဖြစ်ပါတယ်เนาะဆိုတော့ကိုကလေအဲ့ဒါကြောင့်မို့ကိုကဒီထိုင်းမဲ့ချက်မှာရှိတဲ့ NGO တွေမှာအလုပ်လျှောက်တော့မယ်ပြီးအလုပ်လုပ်တော့မယ်အလုပ်ဝင်တော့မယ်ဆိုရင်အရင်ဦးဆုံးမေးရမှာက okay မှန်တယ်လစာကြီးရမှာလစာတော့မှန်တယ်ဒါပေမဲ့ဖက်မှာလဲလစာထက်ဖို့အရေးကြီးတာကဘာလဲဆိုရင်ဒီလိုမျိုးတရားဝင်နေထိုင်ခွင့်ဗီဇာကလည်းအရေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့သူများနိုင်ငံမှာအလုပ်လုပ်ရတာဖြစ်တဲ့ကြောင့်မို့တရားဝင်မှုလုံခြုံမှုကနံပါတ်1ဦးစားပေးရမယ်အမျိုးအစားတွေမှာပါလာတယ်ပေါ့နော် okay ဒါဆိုရင်ဒီတစ်ပတ်ကတော့ဒီလောက်ပါတယ်နောက်တစ်ပတ်မှာလည်းဒီထိုင်းနိုင်ငံမှာရှိတဲ့ NGO အကြောင်းလေးကိုဘခုတုဒအနေနဲ့ပြောပြပေးသွားမှာမို့ဒါ The Cap ရဲ့ Thai branch ဖြစ်တဲ့ The Cap Thailand page ကို like and follow လုပ်ထားပေးပါเนาะအဲ့ဆိုကျေးဇူးတင်ပါတယ်